မင်္ဂလာပါဒီနေ့မှာတော့လူအများစုလည်းမသိသေးတဲ့ကျန်းမာရေးအတွက်လည်းအန္တရာယ်ရှိတဲ့အကြောင်းအရာတစ်ခုကိုပြောချင်ပါတယ်ကိုကဘာမှမဖြစ်ဘူးလို့ထင်နေပေမဲ့ခန္ဓာကိုယ်အတွင်းထဲမှာနှလုံးနဲ့တွေးကြောတွေကတဖြည်းဖြည်းပျက်စီးနေတတ်ပါတယ်လူတော်တော်များများကပုံမှန်အတိုင်းတွားနိုင်တယ်စားတောက်နိုင်တယ်လှုပ်ရှားနေနိုင်ကြပါတယ်ဒါပေမဲ့တရက်မှာတော့နှလုံးယောဂလေဖြတ်ယောဂဒါမှမဟုတ်စီးချိုယောဂနဲ့ဆေးရုံတက်ရတာကိုတွေးရတတ်ပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကအရေးကြီးတဲ့အရာတစ်ခုကတော့ metabolic syndrome ပဲဖြစ်ပါတယ် metabolic syndrome ဆိုတာဘာလဲ metabolic syndrome ဆိုတာယောဂတစ်မျိုးတည်းမဟုတ်ပါဘူးခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ကျန်းမာရေးပြဿနာပေါ့နော်အများစုပေါင်းလာတဲ့အခြေအနေတစ်ခုကိုပြောတာပါအဓိကကတော့အချက်၅ချက်ရှိပါတယ်ဘိုက်တစ်ဝိုက်မှာအဆီတွေစုလာတာခါးကြီးလာခါးတုပ်လာတွေးပေါင်ချိန်တွေမြင့်လာတာအစားမစားခင်တွေးတကြားတဲ့မြင့်လာတာ triglyceride လို့ခေါ်တဲ့တွေးနဲ့အဆီဓာတ်တွေမြင့်လာတာ HDL cholesterol ပေါ့နော်ကောင်းတဲ့ cholesterol တွေညော့နေလာတာဒီလိုအချက်၅ချက်ထဲက၃ချက်ဒါမှမဟုတ်၃ချက်ထက်ပိုရှိနေပြီဆိုလို့ရှိရင်ဆရာဝန်တွေကဒါကို metabolic syndrome ရှိပြီလို့သတ်မှတ်ကြပါတယ် metabolic syndrome ကိုတိတ်ဆိတ်တဲ့လူတက်တမှာ silent killer လို့လည်းခေါ်ကြပါတယ်ဒါအရေးကြီးတဲ့ချက်ပါ metabolic syndrome ရှိတဲ့လူအများစုမှာဘာလက္ခဏာမှမရှိတတ်ပါဘူးမနာဘူးမဖျားဘူးနေ့စဉ်အလုပ်လည်းပုံမှန်လုပ်နိုင်တယ်ဒါကြောင့်မလို့ငါကျန်းမာနေတယ်လို့လည်းထင်တတ်ကြပါတယ်ဒါပေမဲ့တစ်ချိန်မှာတွေးကြောတွေကတဖြည်းဖြည်းနဲ့ထိခိုက်လာတယ်နှလုံးကလည်းပိုအလုပ်လုပ်ရတယ်အင်ဆူလင်ကလည်းအင်ဆူလင်ကိုခန္ဓာကိုယ်ကလည်းကောင်းကောင်းမတုံ့ပြန်တော့ဒီလိုနဲ့အချိန်ကြာလာတဲ့အခါနှလုံးယောဂစီးချိုယောဂလေဖြတ်ယောဂတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့လို့ silent killer တိတ်ဆိတ်တဲ့လူတက်သမားလို့လည်းခေါ်ကြတာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်အသက်45နှစ်ရှိတဲ့လူတစ်ယောက်ကသူရုံးထိုင်တဲ့အလုပ်လုပ်တယ်မနေ့ကားနဲ့သွားတယ်ညနေကားနဲ့ပြန်တယ်လေ့ကျင့်ခန်းလုပ်ချိန်ကမရှိတလောက်ပဲအချိုရည်လည်းတောက်တတ်တယ်အပြင်းစားကိုလည်းမကြစားတတ်တယ်ဒါဆိုရင်နှစ်စဉ်ကျန်းမာရေးစစ်ဆေးတဲ့အခါတွေးပေါင်ကလည်းနည်းနည်းမြင့်တယ်တွေးတကြားတက်ကလည်းနည်းနည်းတက်နေတယ် triglyceride လည်းများတယ် HDL ကလည်းနည်းတယ်သူ့အတွက်တော့ဘာမှမထူးဆန်းဘူးဖြစ်နေပါမယ်ဒါပေမဲ့ဆရာဝန်အမြင်ကတော့ metabolic syndrome ရှိနေပါပြီအခုအချိန်မှာမပြောင်းလဲဘူးဆိုလို့ရှိရင်နောက်နှစ်ငယ်အနည်းငယ်အတွင်းမှာနှလုံးယောဂစီးချိုယောဂလေဖြတ်ယောဂဖြစ်နိုင်ခြေကတိတတာမြင့်လာပါလိမ့်မယ်ဒါဆိုရင်ဘယ်သူတွေကပို့ပြီးတော့မှတတိထားတင်တယ်လေဒီလိုအချက်တွေနဲ့တကူကိုက်ညီနေပြီဆိုလို့ရှိရင်ကိုကျန်းမာရေးကို view site တက်မှာဘိုက်တစ်ဝိုက်မှာအဆီများတဲ့လူလေ့ကျင့်ခန်းမလုပ်တဲ့လူအချိုရည်နဲ့အဆီပါတဲ့အစားအသောက်တွေကိုမကြစားတတ်တဲ့လူစလိတောက်တဲ့လူမိသားစုထဲမှာစီးချိုသွေးတိုးပေါ့နော်နှလုံးယောဂရှိဘူးတဲ့လူအသက်40ကျော်ပြီဆိုလို့ရှိရင်ယောဂဖြစ်နေပြီလို့တော့မဆိုလိုပါဘူးဒါပေမဲ့စစ်ဆေးပြီးတော့မှကြိုတင်ကာကွယ်ဖို့တော့လိုအပ်ပါတယ်ဘယ်လိုကာကွယ်နိုင်မလဲကောင်းတာတစ်ခုကတော့ metabolic syndrome ကိုအများစုနေထိုင်မှုပုံစံပြောင်းလဲတာနဲ့ကာကွယ်နိုင်လို့ထိန်းချုပ်နိုင်ပါတယ်အချိုနဲ့စားကိုရှော့စားပေးပါဟင်းဟင်းရွက်အသီးနှံနဲ့အမြင့်တက်များတဲ့အစားအစာကိုပိုစားပါနေ့စဉ်အနည်းဆုံးပေါ့နော်မိနစ်30လောက်လမ်းလျှောက်ပါနောက်မှကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါကိုယ်လေးချိန်နဲ့ဘိုက်အစီကိုရှော့ချဖို့ကြိုးစားပါစစ်လိမ့်နဲ့အရက်ကိုရှောင်ပါတစ်နှစ်တစ်ခါတော့တွေးပေါင်ချိန်တွေးတကြားတဲ့တွေးအစီဓာတ်တွေကိုစစ်ဆေးပေးပါဒီ metabolic syndrome ကဆိုလို့ရှိရင်အတန်ထွက်ဘူးနာကျင်မှုမပေးဘူးဒါပေမဲ့နှလုံးတွေးကြောနဲ့ကျန်းမာရေးကိုတဖြည်းဖြည်းထိခိုက်စေပါတယ်ဘာမှမဖြစ်သေးဘူးဆိုတာကျန်းမာနေတယ်လို့အဓိပ္ပာယ်မရပါဘူးအခုတည်းကစစ်ဆေးလိုက်ပါအခုတည်းကအစားတောက်နဲ့နေထိုင်မှုပုံစံကိုပြောင်းလဲပေးလိုက်ပါဒီနေ့လုပ်တဲ့အပြောင်းလဲတွေကနောက်အနာဂတ်မှာနှလုံးယောဂစီးချိုယောဂနဲ့လေဖြတ်ယောဂတွေကိုကာကွယ်ပေးနိုင်ပါတယ်နောက်ပတ်မှာတော့ metabolic syndrome ရဲ့လက္ခဏာတွေယောဂရှာဖွေနည်းနဲ့ဘယ်လိုဆေးရမလဲဆိုတာကိုဆက်လက်မျှဝေပေးပါမယ်အားလုံးကျန်းမာကြပါစေကျွန်တော်ကတော့ယောဂတွေကိုကာကွယ်ဖို့အမြဲပြောနေမယ်ဒေါက်တာနေထအောင်ပဲဖြစ်ပါတယ်